Grade 12 Physics Chapter 3 Session 1 Fluid Dynamics အရေတွေရဲ့စီးမျောမှုအကြောင်းကိုလေ့လာတဲ့ပညာရပ်ပါ Fluid is a substance Fluid လို့ပြောလိုက်ရင်ငွေရည်ဆိုပြီးဘာသာပြန်ကြတယ်ငွေရည်လို့ဘာသာပြန်တော့အငွေနဲ့အရေနဲ့ရောနေတယ်လို့ဖြစ်နေတကယ်တော့ Fluid လို့ပြောရင်အဲ့ဒီ Fluid ထဲမှာအငွေလည်းဖြစ်နိုင်တယ်အရေလည်းဖြစ်နိုင်တယ်အရေတွေကိုလည်း fluid လို့ပြောတယ်အငွေတွေကိုလည်း fluid လို့ပြောတယ်အဲ့တော့ fluid မဟုတ်တာဘာတွေလဲအခဲတွေအခဲရဲ့အရေရဲ့အငွေရဲ့ရှိရဆိုတာလေ့လာပြတာအဲ့ထဲအခဲကိုဖယ်လိုက်ကျန်တဲ့အရေနဲ့အငွေနဲ့ကို fluid လို့ခေါ်တယ် that offers သူကပြီးတယ် offers ပြီးတယ်ဘာပြီးတယ်လဲ no permanent resistance ကခုခံမှု permanent resistance ဆိုတော့အမြဲတမ်းခုခံမှု no မရှိဘူးပေါ့ဘယ်သူကိုခုခံတာလဲ to deforming forces deform ဆိုတာကပုံသဏ္ဍာန်ပြောင်းတာ deforming forces ဆိုတာကပုံသဏ္ဍာန်ပြောင်းလဲစေတဲ့အားတွေအခဲရှိတယ်အရေရှိတယ်ပလင်းနဲ့ထည့်တာပေါ့အငွေ့ရှိတယ်ဒီအခဲကိုတယုံအားနဲ့ဖိလိုက်ရင်အဲ့ဒီဖိနေတဲ့အားကိုသူက resistant ဆန့်ကျင်ပြီးတော့သူအမြဲတမ်းနေနိုင်တယ်ဒါကြောင့်သူ့ရဲ့ပုံသဏ္ဍာန်ကမပြောင်းသွားဘူးဒါကြောင့် permanent resistance to deforming forces ပုံသဏ္ဍာန်ပြောင်းအောင်တက်ရောက်နေတဲ့အားတွေကိုအမြဲတမ်းခုခံထားနိုင်တယ်ဒါပေမဲ့လို့အရေနဲ့အငွေ့ကြတော့ပလင်းနဲ့ထည့်ပြီးညှစ်ကြည့်ကော်ပလင်းပေါ့နော်ဖန်ပလင်းကြီးတော့မရဘူးပေါ့ညှစ်ကြည့်ပုံသဏ္ဍာန်ပြောင်းတယ်အငွေ့လည်းပုံသဏ္ဍာန်ပြောင်းတယ်အဲ့တော့deforming forces ပုံသဏ္ဍာန်ပြောင်းအောင်လုပ်တဲ့အားတွေကိုအမြဲတမ်းခုခံဖို့မစွမ်းနိုင်ဘူးလို့ပြောတာ The studies of fluids အရေတွေရဲ့အကြောင်းကိုလေ့လာတဲ့အခါမှာ has two parts အပိုင်းနှစ်ပိုင်းရှိ statics ရပ်တည်နေတဲ့ရေတွေရဲ့အကြောင်းရယ် and dynamics ရွေ့ရှားနေတဲ့ရေတွေရဲ့အကြောင်းရယ် fluid staticsရပ်တည်နေသောအရေများရဲ့အကြောင်းကိုလေ့လာတဲ့ပညာရပ်က concentrates အာယုံပြုအာယုံစိုက်ဘယ်ပေါ်မှာအာယုံစိုက်တယ်လဲ fluids at rest ရပ်တည်နေတဲ့ရေတွေဆိုလိုချင်တာကစီးမျောမှုမရှိတဲ့ရေတွေအဲ့ဒီရေတွေရဲ့အကြောင်းကိုလေ့လာမယ် while fluid dynamics စီးမျောနေတဲ့ရေတွေရဲ့အကြောင်းကိုလေ့လာတဲ့ပညာရပ်ကတော့ concern သက်ဆိုင်ဘာနဲ့သက်ဆိုင်တယ်လဲwith the fluid in motion ရွေ့ရှားနေတဲ့အရေတွေနဲ့ပတ်သက်ပြီးတော့လေ့လာတာသက်ဆိုင် fluid statics includes ရပ်တည်နေတဲ့အရေတွေအငွေ့တွေနဲ့ပတ်သက်လာရင်ဘာတွေပါတယ်လဲဆိုတော့ atmospheric pressure လေထုဖိအား liquid pressure အရေတွေရဲ့ဖိအားအခုပြောတဲ့အရေတွေရဲ့ဖိအားဆိုတာရပ်တည်နေတဲ့ရေတွေရပ်တည်နေတဲ့ရေတွေကန်ထဲမှာရှိတဲ့ရေစီးမျောနေမှုမရှိတဲ့ရေတွေရဲ့ pressure ကိုပြောတာ Archimedes principle ကရေတစ်ခုထဲမှာနစ်နေတဲ့ဝတ္ထုတစ်ခုရဲ့အပေါ်နဲ့အောက်နဲ့ကြားထဲမှာ pressure ခြားနာခြင်းဖြစ်တဲ့အတွက်ပင့်တင်အားဆိုတာဖြစ်လာတယ်အဲ့ဒီအကြောင်းကိုလေ့လာတာ and Pascal's law ကလည်းအပေါက်ကျင်းလေးတွေဘက်ကနေပေးလိုက်တဲ့ pressure နဲ့အပေါက်ကြီးကနေထွက်လာတဲ့ pressure ကအရေတစ်ခုအငွေ့တစ်ခုကိုဖြတ်သွားတဲ့အခါမှာအတူတူပဲဒါလည်းပဲ grade 11မှာလေ့လာခဲ့ပြီးပြီ motion of fluids is an important application in our daily life ရွေ့ရှားနေတဲ့အရေတွေရဲ့အကြောင်းကိုလေ့လာတာကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်နေ့စဉ်သက်တာလှုပ်ရှားမှုမှာအရေးကြီးတယ်ဘယ်လိုဟာမျိုးလဲ such as river flows မြေချောင်းတွေရဲ့စီးမျောမှုမြေချောင်းတွေထဲမှာရေစီးတယ်လစ်လူရှုလို့မရဘူးဘာကြောင့်လဲအဲ့ဒီရေစီးတဲ့ပုံစံနဲ့ရေတိုက်စားမှုပုံစံကြောင့်မြေချောင်းဘေးပတ်ဝန်းကျင်မှာရှိတဲ့သစ်ပင်တွေအိမ်တွေပြိုကျပျက်စီးသွားနိုင်တယ်အဲ့တော့အဲ့ဒီမြေချောင်းတွေကရေစီးတာကိုလည်းလေ့လာဖို့လိုတယ် water distribution system ရေပေးဝေမှုစနစ်တွေ
gas pipelines gas တွေတဘာဝဓာတ်ငွေတို့အိမ်သုံးဓာတ်ငွေတို့အဲ့ဒါတနေရာကနေတနေရာကိုပို့ဆောင်တဲ့အခါမှာ pipe တွေနဲ့ပို့ကြတယ် aviation travels in air လေကြောင်းပြန်တမ်းမှု and motion underneath the surface of water ဟိုရေအောက်မှာရေငုပ်သင်္ဘောသွားတာတို့ဘာလို့အဲ့ဒါတွေက fluid dynamics နဲ့ဆိုင်နေအရေးကြီးဒီထဲမှာထဲမပြောထားတဲ့ကိစ္စတွေဥမာခန္ဓာကိုယ်ထဲမှာသွေးတွေစီးတယ်လူတစ်ယောက်ကိုသွေးသွင်းပေးရမယ်လူတစ်ယောက်ကိုဆေးသွင်းပေးရမယ် drip ချိတ်တယ်အဲ့ဒီခါကျရင်လည်းပဲဘလောက်နှုံးနဲ့ဘလောက် velocity နဲ့သွင်းပေးရမယ်ဆိုတာကိုတွက်ချက်ရ The studies of the flow of liquid is called hydrodynamics စီမျောနေတဲ့အရေတွေရဲ့အကြောင်းကိုလေ့လာတဲ့ပညာရပ်ကို hydrodynamics လို့ခေါ်တယ် whereas hydrostatic is the studies of liquid at rest hydrostatic ဆိုရင်တော့ရပ်တည်နေတဲ့ရေတွေရဲ့အကြောင်းကိုလေ့လာ This chapter mainly concerns ဒီအခန်းကအဓိကအားဖြင့်ဘာကိုလေ့လာမလဲဆိုတော့ with hydrodynamics စီမျောနေတဲ့အရေတွေရဲ့အကြောင်းကိုလေ့လာတဲ့ပညာရပ်နဲ့ပဲပို့ဆိုင်လိမ့်မယ် However ဒါပေမဲ့လို့ a section on surface tension အရေတွေရဲ့မျက်နှာပြင်တင်းအားအရေရဲ့မျက်နှာပြင်ကတစ်ခုနဲ့တစ်ခုနဲ့တွဲကပ်ပြီးတင်းနေတဲ့အတွက်ကြောင့်မို့လို့ဥမာ brake ဓာတ်လေးတင်လိုက်ရင်ပြုတ်မကြတာမျိုးတို့အဲ့ဒီအကြောင်းတွေကိုလေ့လာရမယ် and capillarity စမ်းချီမြင်ပြွန်အကျိုးသက်ရောက်မှုလို့ခေါ်တယ်ပြွန်သေးသေးလေးတွေကိုအရေတွေကိုနှစ်ထည့်လိုက်ရင်အဲ့ဒီပြွန်တစ်လျှောက်ရေကအပေါ်ဘက်ကိုတက်လာအဲ့ဒါကို capillarity စမ်းချီမြင်အကျိုးသက်ရောက်မှုလို့ခေါ်တယ် which are important concepts of hydrostatics အဲ့ဒါကတည်ငြိမ်နေတဲ့အရေတွေနဲ့ပတ်သက်ပြီးလေ့လာတဲ့အခါမှာအရေးကြီးတဲ့အပိုင်းတွေဖြစ်တယ် is included at the end of the chapter အဲ့ဒီအကြောင်းကို chapter ရဲ့အဆုံးပိုင်းမှာလေ့လာရ